ီလာမီးပြတ်ချုံလို့ရလားတဲ့ညီလေးဒီကောင်လေးကမီးလာမီးပြတ်တော့မရဘူးအကိုတို့မီးလာရင်တော့ဒီလိုရှင်းလေးလီပါလေးနဲ့နင်းလို့ရတယ်ပေါ့နော်ဒီလိုရှင်းလေးလီပါတီးတန့်လေးနော်ပြီးတော့ဒီမှာငါတို့တွေဝမ်းနဲ့မိန်လုံးလေးခံမယ်ဒီလိုမိန်လုံးလေးကိုနော်ဒီလိုမိန်လုံးလေးခံတော့ရမယ်နော်ဆက်ခုံအောင်လို့သေးလားဆက်ခုံမလို့သူကကြိုက်တဲ့ပေါ်လေးကိုတင်သုံးလို့ရတယ်အောက်ချသုံးလို့လည်းရတယ်နော်အဲ့လိုအဆင်ပြေတယ်နော်တစ်ချက်လောက်ဒီမှာရတဲ့ပန်းလေးချုပ်ပြဒါဆိုရင်ကျွန်တော်တို့တွေဒီမှာရတဲ့ပန်းလေးတွေရော00ဆိုရင်နော်ရိုးတစ်ကြောင်းပဲသွားမယ်ဗျာနော်ရိုးတစ်ကြောင်းရိုးတစ်ကြောင်းနဲ့နော်ဒါဆိုရင်ဒီမှာသူကဒီမှာလေးတက်ကင်တုတ်ပြီးအနောက်ကိုပြန်ပြီးတက်လာနော်ဘတ်ပါတုံးလို့ရတယ်ဘတ်ပါတုတ်လို့ရတယ်တဲ့သူကဘတ်တုတ်တဲ့အချိန်ကျရင်ပန်းမှာဘတ်မတုတ်ဖို့ဒီမှာတော့လေးချထားတယ်နော်ပန်းမှာဘတ်တုတ်လို့မရဘူးနော်ပန်းနေရောဗာပန်းနေရမှာပန်းနေရတော့အစုံပဲအကိုတို့ရှိမှာနော်ဒါ59မျိုးရတယ်59မျိုးမှာအကိုတို့ချမ်းပန်းကြိုက်တဲ့သူတွေအတွက်ဂုံပန်းကြိုက်တဲ့သူတွေအတွက်အစိပ်ပန်းကြိုက်တဲ့သူတွေအကုန်လုံးအဆင်ပြေတယ်နော်ဒီ39ပန်းလေးဒါဆိုရင်အကိုတို့က30ခွန်ဆိုရင်30ခွန်ပန်းလေးလာမယ်ဗျာနော်ဒါဆိုရင်ဒီမှာအရှိရ1 2 3เนาะအနောက်ကကြတော့1 2 3 4 5 6ခွန်ဒါဆို30ခွန်เนาะဒါဆိုရင်30ခွန်ပန်းလေးအဲ့လိုလေးကိုเนาะလီပါလေးကိုနင်းလိုက်ရုံပဲလူလည်းမပြင်မှန်းဘူးเนาะပန်းလေးထွက်နေပြီเนาะပန်းကိုအကြီးသေးရောလုံးလို့ရသေးလားဒါဆိုရင်နဲ့ तू ကအကိုတို့ချင်းပြပြီမယ်ဒါဆိုရင်နဲ့ तू ကပန်းအကြီးသေးဆိုရင်မြားလေးကဒီဘက်တစ်ချမ်းဆောင်လေးပြထားတယ်ဒါဆိုရင်ပန်းအောင်ထပ်သေးခြင်းသေးလို့ရမယ်ဒါဆိုရင်ကြီးခြင်းကြီးလို့ရမယ်เนาะဟုတ်တယ်အဲ့ဒါဆိုရင်နဲ့အဲ့ဒီနှစ်ခုကပန်းအကြီးသေးဒီဟာလေးကအရှိအစိတ်ကျဲဗျာเนาะဒါလေးပဲဗျာเนาะဒါဆိုရင်ကျွန်တော်တို့ကဒီမှာပန်းလေးကိုတုံးတာအရှိလေးလည်းကျဲလိုက်တယ်ပန်းလည်းကြီးလိုက်တဲ့အတွက်ကြောင့်မို့ပန်းလည်းကြီးသွားမယ်သူကအရှိလည်းကျဲသွားတယ်เนาะဒါလေးကဆိုရင်เนาะထုတ်ရိုးလေးကိုထပ်ကြည့်လိုက်မယ်เนาะထုတ်ရိုးလေးဆိုရင်လည်းဒီမှာလေးဗျာเนาะဒါဆိုရင်ကျွန်တော်တို့ကသူ့ပုံမှန်အတိုင်းဒါကကျွန်တော်တို့ပြန်ပြုပြင်လိုက်တဲ့ဟာလေးเนาะဟိုတိုင်းဒီဆက်ရဲ့ဈေးနှုန်းလေးကဒီဆက်ရဲ့ဈေးနှုန်းလေးက2,9,900ပဲရှိတယ်ဗျာเนาะ2,9,900ပဲရှိတယ်ပန်းပီတင်59မျိုးเนาะကျက်သီးပေါက်တွေရောအကုန်လုံးရတယ်ကျက်သီးတက်ကစားရတယ်ဗျာเนาะဟုတ်ကဲ့ခင်ဗျပြဲသွားတာပြန်ဖာလို့ရတယ်နော်ကွဲသွားတာပြန်ဖာလို့မရဘူးဒီဘာတွေကွဲသွားလို့ဘာပဲကွဲပေါ့ဗျာဒါနဲ့ကျွန်တော်ရှမ်းပန်းတွေချုပ်ချင်တယ်ဘယ်ဆက်နဲ့ချုပ်ရအောင်ရှမ်းပန်းတွေချုပ်ချင်တယ်ဆိုရင်တော့ဒီစင်ကားဆက်လေးနဲ့ချုပ်လိုက်တော့နော်ဟုတ်တယ်ဒါဆိုရင်ဒီရှမ်းပန်းဆက်လေးနဲ့ချုပ်ဒီရှမ်းပန်းဆက်ပန်းဘယ်နှမျိုးပါလဲဒီဟာလေးကဆိုရင်ကျွန်တော်တို့ရေ59မျိုးပါတယ်59မျိုးမှာကျက်သီးပေါက်4မျိုးပါတယ်ကျက်သီးတက်1မျိုးပါတယ်ကျန်တဲ့ဟာရှမ်းပန်းတွေကြီးပဲဗျာနော်ရှမ်းပန်းတွေကြီးပဲတီးဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ရှမ်းပန်းတွေကြီးပဲဆမ်းမယ်ဆိုရင်ဒီမှာနော်စင်ကားဘရန်လေးကိုမှအခုပထမဦးဆုံးကျွန်တော်တို့အနွယ်ဆိုရင်46ချမ်းကြီးမှာသုံးတဲ့ပန်းနော်46ဆိုရင်ဒီမှာရှစ်ကနန်းကြီးလိုက်မယ်4နောက်ကနန်းကိုပြန်ပြီးတော့6ဖြစ်အောင်ပြန်နှိပ်ပေးရမယ်နော်46အဲ့ဒါဆိုရင်ရှမ်းပန်းထွက်ပြီဟုတ်ပါမလဲဒါဆိုရင်ရှမ်းပန်းအနွယ်လေးနော်အလှလေးပဲချုပ်အလှလေးနော်ဒါဆိုရင်ရှမ်းပန်းဟိုမှာအနွယ်လေးထွက်တာကဲညီလေးဒါဆိုရင်ကြည့်လိုက်ဒီမှာ46ကပန်းလေးနော်46ကပန်းလေးဒီလိုအနွယ်ပန်းနော်ဒါဆိုရင်အနွယ်ပန်းတို့ကဒါဆိုရင်ဂုံပန်းလေးသုံးကျင်တယ်ဆိုရင်33ဆိုရင်တို့ဒီမှာ33ပြန်နှိပ်မယ်3ဟုတ်လားနောက်ကလည်း3နှိပ်လိုက်မယ်ဒါဆိုရင်33ညရင်ဘာပန်းလဲဂုံပန်းလေးထွက်မယ်နော်ပန်းနေရအဲ့ဒါချမ်းပန်းလေးနော်ပန်းပီတင်ဘယ်နှမျိုးရတယ်ပန်းပီတင်က59မျိုးနော်59မျိုးမှာကျက်သီးအဖောက်တက်လေးရောပါသေးတယ်နော်အဖောက်တက်ပါသေးတယ်ဈေးနှုန်းက2,9,900နဲ့ရောင်းပေးတာဖြစ်တယ်ဗျာနော်ဟုတ်ကဲ့ဗျာနော်ဟုတ်ဒီမှာဒါဆိုရင်တို့ချမ်းပန်းမှာဒီမှာလူရောများတဲ့လူကြိုက်များတဲ့ဂုံပန်းလေးဂုံပန်းဂုံပန်းမှာတို့ကကြီးကျင်ထက်ကြီးမယ်ဟုတ်လားနော်ကြီးကျင်ကြီးမယ်တို့အစိတ်ကျဲအားကျဲကျင်ကျဲမယ်ကျဲလို့ရတယ်နော်ဒီမှာဒါဆိုရင်တို့ဒီမှာလေးကျဲလေးထွက်သွားမယ်နော်စိတ်လေးမကြိုက်ရင်ကျဲလေးလည်းပြန်ပြုတ်ပြင်ပြီးတော့အသုံးပြုလို့ရတယ်ဒီဆက်လေးရဆိုရင်တော့နော်တို့ဒီမှာနော်ဒီမှာလေးကြည့်မယ်နော်သူကမီးလေးရလဲမိုက်တယ်မီးလေးရလဲအဖြူလေးနဲ့နော် LED မီးဖြူလေးနဲ့လာတာနော်နောက်ထပ်ပန်းနေဆိုဒါဆိုရင်လည်းတို့ကနောက်ထပ်ပန်းနေဆိုရင်လည်းနောက်ထပ်ပန်းလေးကအသုံးများတဲ့ဟာလေးရနော်43ပန်းလေးလည်းအသုံးများတယ်နော်ဒါဆိုရင်တို့ကချစ်ကနေကိုလေးထားမယ်43ဖြစ်သွားပြီဆိုရင်တို့ဒီမှာလေးနင်းမယ်နော်ချင်းလေးလီပါချင်းလေးလီပါလေးနဲ့တက်တာလေးလည်းရှိတယ်နော်ခုံမလို့သူကကြိုက်တဲ့ဘော်တင်အသုံးပြုလို့ရတယ်အောက်ချပြီးလည်းအသုံးပြုလို့ရတယ်နော်အိမ်သုံးသမားပဲသုံးလုပ်ငန်းသုံးပဲသုံးနော်သုံးလို့ရတယ်ဒါဆိုရင်တို့ဒီမှာလေးဒလက်ပန်းလေးပေါ့ဒါလေးဆိုရင်ဒါဆိုရင်တို့ကဒလက်ပန်းလေးနော်ဒီလို43လေးဒလက်ပန်းလေးနော်အရန်လှတယ်ဗျာနော်နောက်ထပ်ပန်းလေးဆိုရင်လည်းကျွန်တော်တို့လူကြိုက်များတဲ့ပန်းလေးတွေဘာလေးဖြစ်မလဲနောက်ထပ်41ဆိုလဲအရန်လှတယ်နော်41ဆိုရင်အခုံကြီးပဲ41ကိုတို့ပြန်နှိပ်မယ်နော်41ဒါဆိုရင်41ကိုသူကအပြားကြီးနဲ့ရှိုးလိုက်မယ်ပန်းထွက်ကအရန်လှတယ်ဗျာနော်ဒါဆိုရင် तू ကပန်းကြီးထွက်တယ်နော်ပန်းကြီးထွက်တယ်အပြားကြီးထွက်တယ်ဗျာနော်ဒီမှာလေးနော်ဟိုအဲ့လိုလှတယ်နော်ပန်းလည်းအစုံသုံးလို့ရတယ်နော်ဒီဆက်လေးရဆိုရင်တော့နော်ဘယ်နှမျိုးတော့ပါလဲဒါဆိုရင်59မျိုးနော်